လေလုံနင်းတော့ပဲလေငါမသိဘူးထင်နေလားငါမသိဘူးထင်နေလားငါအကုန်သိရငါမသိရဘာမှမရှိဘူးအခုလေငါချပြသူနဲ့ပတ်သက်ပြီးချပြရဟာအကုန်လုံးဒီအမှန်တရားပဲဘာတခုမှဖုံးဝင်ထားမရှိဘူးငါအမားပြောနေဆိုရင် तू ငါ့ကိုရှင်းပါပဲတူကိုရှင်းပါပဲအခုနင်တို့ပြောနေတဲ့ facts တွေလေပြောလေနင်တို့ပြောနေတဲ့ဟာကိုငါ mention အောင်ခေါ်ပေးလိုက်လေလာရှင်းစမ်းလို့တရားမလွန်နဲ့ငါအရင်စကားပြောတတ်ဆိုတဲ့ထမှာငါပါတယ်ငါပြောတတ်တယ်ချက်ငါပြန်ပြောတတ်တယ်သိလားငါအကုန်ပြောတတ်တယ်နင်တို့နဲ့ပြိုင်မပြောရင်နင်တို့နဲ့ဖတ်မဖြစ်ချင်လို့ငါပွဲရှာအရင်ပြတဲ့ကောင်မလေးမှာပါတယ်ငါအင်တာဗျူးအောင်တောင်းတမဖြစ်ဘူးဘာလို့လဲဆိုတော့ငါပြောတဲ့စကားတခု attention ရမှာတခုဖြစ်မှာငါအရင်စိုးတဲ့ထမှာငါပါတယ်ငါအလုပ်လေးငါအေးဆေးလုပ်တယ်ငါမိဘနဲ့ငါအေးဆေးနေတယ်နော်နင်တို့ like ကြိုက်ကလေးနင်တို့ကြိုက်နေတာငါမြင်နေရတယ်နင်တို့ငါဘာတစ်ဖက်တောင်စောက်ကလေးလုပ်ခဲ့တယ်မလုပ်ဘူးငါဘောမှာငါတငယ်ချင်းပေါင်းနေနေငါဘေးနားမှာအခုရှိနေတဲ့လူတွေကလေတဲ့မဖိတ်ပြီးပဲမပါဘူးသိလားငါတို့ကဲကောင်းကြီးကနင်တို့လိုမျိုးအတိုင်းဝိုင်းကြီးထဲမှာတပုတ်ဦးကြီးချီးတုပ်ပြီးတော့လေလုံနေကောင်းမှတကောင်းမပါဘူးငါလူတွေငါဖြစ်ကြည့်ပါတယ်တို့ဖြစ်ကြည့်ငါပါတယ်ငါမှအဲ့လိုလူတွေကြီးပဲငါအနောက်မှာရှိနေလူတွေကအတိုင်းလူတွေကြီးပဲငါအဲ့လိုစောက်မျက်နှာဖုံးနေနေတဲ့ကောင်းမှမဟုတ်ဘူးသိလားမျက်နှာဖုံးနေနေမိမမဟုတ်ဘူးငါဘသူ့အမလီဟုတ်ကိုကြီးဟုတ်မဟုတ်ငါဘာမှတက်လုံးရှိဘူးငါသူများပေါ်ကောင်းရင်အစတရားကောင်းတယ်ငါမှငါစားရရှိနေငါသူများကိုငါကျွေးတဲ့မိန်းမတွေမှာငါပါတယ်အဲ့ဒါငါ့ကိုထင်တော့ငါမခံဘူးငါတစည်းအောင်မခံဘူးလူဘာဝနေလို့အခုလည်းတက်ပြောတာအားနေသေးမလားနင့်ကိုပြန်မပြောဖက်ကန်ကောင်ကနင့်ကိုပြန်မပြောနင့်ကိုကြောက်နေတဲ့ထင်နေတယ်နင်တို့ကောင်ကငါဖက်ဖြစ်မစောက်စင်မလို့နင့်ကိုပတ်မပြောတာနင်တို့ခွာကြနင်တယောက်တည်းမဟုတ်သေးမလားနင့်ဘောပတ်တွေနေရခေါ်ပြောအောင်မဲနင်ကအမှန်မသိရင်တမလားဒီလိုမျိုးပေါ့ group လိုက်ကြိုက်ပါကောင်ကလူဘာမဝနဲ့သိလားဟိုလူနဲ့ဖက်ရန်ဖြစ်ဒီလူနဲ့ဖက်ရန်ဖြစ်ဟိုလူစောက်တင်ပတ်တုတ်ဒီလူစောက်တင်ပတ်တုတ်ဟမ်ရုပ်ကလေးမှအားမလားရှာမချိုးမွေးထားတဲ့သားလေးမျက်နှာလေးကြည့်အောင်ငါအောင်လမ်းမို့နင်းအောင်လမ်းဟာနင်းမှတ်မိလားနင်းဟိုမှာမိတ်ကပ်တောင်ဖြစ်တယ်မိတ်ကပ်ရောင်းနေအိမ်မှာလေဖဲသွားရိုက်တော့နင်တို့လင်များနဲ့ဘာလုပ်သွားလဲဟာဒီမှာစပင်းကြီးကိုဒီလိုလုပ်ပြီးတော့ဒီမှာလေအဲ့ဒီစိုက်သွားပြီးတော့နင်ဖဲသွားရိုက်တာလေအဲ့မှာရှိတဲ့မိတ်ကပ်ဆရာလေးမေးကြည့်ပါဦးအမလေးအဲ့အောက်လိုင်းလို့ပြောနင်အဲ့ကပတ်ဆက်နေလေအာမနာရှာမကြိုးနင်တစ်ခေါက်နိုင်ရင်သိရမလားဆဲချီနိုင်ပြီးတော့နင်ပြန်လာလေကောင်မလူပါလာဝါနေအောင်မနင့်ကြောက်တယ်နင်ထင်းနေလားငါနင့်အောင်ကြောက်လို့နင်လိုကောင်မတွေရန်ဖက်ဖြစ်လာပေါ့ငါ့ကိုငါကြောက်လို့ဘယ်သူမှမရှိဘူးငါမှန်နေငါသူ့ကိုမှငါမကြောက်ဘူးငါမှန်အောင်နေတယ်နော်နင်တို့ကြောက်နေနင်တို့လုံးမလုံးရမှာသိရမလားနင်တို့မလိုက်ရမှာနင်တို့ကြောက်နေတယ်နင်တို့ရဲ့မင်းတို့ခိုင်းချုပ်တာငါပြန်ပြောရတယ်ငါမှန်နေသိလားလုံးမလုံးရလဲကင်းဆိုင်ဘူးငါအရေးချင်းရှိတယ်ဒီလုံးမလုံးရလဲငါမှအပြင်မှာလုံးရမယ်လို့တက်စီနေရနော်ငါ့ကိုကူညီမဲ့လူရှိတယ်နင်တို့ဝိုင်းထိုးနဲ့လို့ငါဟုတ်တယ်ငါအလုံးမလို့ငါစိတ်တက်ကြပါငါလုံးမလို့ခုငါနောက်မှာငါ့ကိုကူမဲ့လူအပြည့်ရှိတယ်ငါစိတ်တက်ကိုသိရလူရှိတယ်နင်တို့ထင်လို့မျိုးငါ့ကိုနင်တို့ဒီလိုမျိုးဖိလိုက်လို့ပြီးသွားမယ်ထဲမှာတန်တာမှုတိတ်တလုံးမပါဒီနေရာကိုရောက်ဖို့ငါ6လောက်နဲ့ငါတက်လာအကိုကျမကိုခေါ်ရိုက်ပါအမကျမကိုခေါ်ရိုက်ပါမင်းနင်တို့ခိုင်းချက်ကိုမေးကြည့်ငါအသက်19နှစ်ထဲကနင်တို့ခိုင်းရုံနဲ့ငါသိလာပြောဘူးလားလို့ရည်သားဖြစ်နေရဲ့အချိန်မှတော့သူရိုက်ပေးတဲ့ဟာပဲငါယူတာငါလက်ခံတာအကိုကျမဒါလေးလုပ်ပေးပါဦးအကိုကျမဒါလေးငါပါစကတစ်ခါမပြောဘူးဒါငါရဲ့ life နော်သူလည်းကြည့်နေမှာပဲရှင်းလား
တခါမပြောဘူးကိုဘိုးဆန်းငါနဲ့ခင်တယ်မေးကြည့်စမ်းကိုဘိုးဆန်းညီမလေးကိုရွှေရှင်ခေါ်ရပြောလားခါမပြောဘူးကျန်တဲ့ production producer ရှိရယ်ငါရဲ့အရေးချင်းတို့ကြိုက်လာရိုက်လိုက်မယ်ကျမရွှေရှင်ခေါ်ရပါကျမကိုဒါလည်းငါပါစက်ကဘယ်သူမှမပြောခဲ့ဘူးငါချောင်းနဲ့ငါလက်နဲ့ငါဒီညငါတက်လာတာပြောတာဆိုတာကြည့်ပြောနော်ငါဖြီးရင်ဘောင်းချအကြီးဖြစ်မှာထိမှာပထမဆုံးထိမှာညီတို့ကိုင်းရုပ်ထိမှာဒါအခုငါတော်တော်ထိတ်နေရောငါပြောနေတာအခုငါပြောနေတဲ့အကြောင်းအရာဒီသူနဲ့ငါနဲ့ဖြစ်ခဲ့တဲ့အကြောင်းမပါဘူးနော်နေတော့ငါ့ကိုမိန်းကလေးချင်းချင်းလိုက်တိုက်နေတဲ့အကြောင်းအရာကိုငါအခုနေတို့ပြောနေတာစပ်ဆက်လည်းမရှိဘူးကိုလိုကိုအေးစိတ်လုပ်လေမဲလိတ်ငယ်ဆိုလဲမဲလိုက်လိတ်နေပါလားနင်တို့ဟမ်ဘာလိုက်ဟိုလူတိုက်တက်ခဲ့ဟိုဒီဟာလေးပန်တက်မှာငါရဲ့အနံ့ကလေးလေဟိုထားပါတော့ငါဒီနာဖြတ်သွားလို့ငါချီပောက်တဲ့နံ့လေးရတော့သိရမလားဟိုတခါအဲ့ချီနံ့လေးပြေးရှိပြီအဲ့ချီနံ့လေးကျမဘယ်တော့မှရှူခဲ့တာအဲ့ချီနံ့ကသိလားကျမရှူတော့ကလေအဲ့ချီနံ့နင်ကအဲ့လိုကောင်မမျိုးဖြစ်တာဟမ်နင်ဘွားမှာငါနင်အိုက်တော်လားဟုတ်လားဟမ်ငါနင်အိုက်တော်လားနင်ငါ့ကိုပဲပြောနေအောင်နင်ဘယ်လိုဖြစ်လို့ငါနင်နဲ့ရန်ဖြစ်ပြီးနင်ကိုငါဆောက်လုပ်လိုက်ပြီနင်အကောက်ပေါ်လာတော့ယွန်လို့သိရမလားဟိုနင်ပထမအကောက်မှာနင်လူလိတ်လောက်ခဲ့ပြီဒုတိယအကောက်မှာကျတော့နင်ဟိုဖြစ်သွားပြီလေနင်ဒုတိယကောက်ငါနင်ဘလော့ထားတာယွန်လို့နင်ပေါ်နင်ဆောက်ကကြီးပေါ်လာတော့ယွန်လို့ဘလော့ထားတာရှင်းလားကောင်မငါမပြေတော့နင်မြင်ကြောက်နေမြင်ထင်နေတာဘာလို့ရှိနေလားခဲ့လေလူလိမ္မာလူလိမ္မာလာခဲ့နေရှင်းနေရှင်းဘာအောက်လဲနင်အောက်လဲနင်ကနော်အဲ့ဒါအကုန်တည်တော့မလေးမကိစ္စရအကုန်လုံးတည်နေနဲ့ဘယ်သူမှဖဲမရရဲဘူးလေနင်အဲ့လိုလေစပင်းကြီးကိုထိုးထိုးပြီးနင်ရိုက်တာလေငါမသိမြင်ထင်နေလားသူများကိုပြောရကိုပြန်ပြန်ဟာတခါလေးကြည်တာငိန်ခံရဆိုပြီးတော့လူပါလာမဝနဲ့ငါပြောတတ်တယ်နော်အဲ့ဟိုခုနကိုရီးယားလိုသိရမလားဟိုဘာလဲညင်းလို့ဆိုတဲ့ကောင်မရုပ်လာမှာအများတို့လက်ချဆွဲဖြဲပြန်ပါနင့်လောက်ကတော့နော်စောင့်ရင်ကန်တော့တခါလေကားနဲ့လိုက်တိုက်ပြီးဓာတ်တွေထိုးနေတာမေးကြည့်နင်တို့ခိုင်းကြငါလောက်ခဲ့တာမေးကြည့်ငါတော့သာလားမစွာနဲ့ငါတော့သာလားစွာလို့လားမအကုန်သိမှာနင်တို့မတွေ့သေးနဲ့နော်အေးပြောပြီးသားနင်လည်းကိုရီးယားမှာပဲနေပြန်မလာနဲ့ပြန်လာလို့ငါရှေ့လူတွေ့ကြည့်နင်တနှွေလောက်ကတခါတစ်ချက်နဲ့သိတယ်ငါလောက်ပါသူ့ညကြောက်ဘူးနေပြီးတော့ဟိုဒရိုက်တာရဲ့မိန်းမနာမည်နှလုံးနဲ့ကောက်မနင့်မှာပြောတာနော်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်တဲ့နင်ငါ့ကိုဘာလူပါရင်စဝါထားလဲနင်လူပါစဝါလို့လေနင်လူပါစဝါလို့နှုတ်ငါလူပါပြန်သွားတာလေကောင်မသုံးကောင်လုံးစောင်းမကြွနဲ့နော်ကလေးချင်းမပေါင်းစောင်းမကြွနဲ့တခါတအိမ်ရင်းစီလိုက်ပြီးတော့နင်တို့လိမ့်စာစုံစမ်းပြီးငါပါလာရိုက်တာငါတော့ပြောတာငါရင်ခင်းမှာနင်တို့လာခဲ့လိုက်နော်နင်တို့ခိုင်းလို့ငါအင်္ဂလိပ်စာတည်ရနင်တို့မသိသွားမေးဦးကြောင်ညားလာမလို့ပဲရုပ်လာလို့မယ်ဟိုကတကယ်ကန်ရှင်ကသူတို့ဝင်နာနေရတယ်ဘာမှမဖြစ်ရဘူးသူတို့ဝင်နာနေရတယ်အောက်ဆွဲကာယကန်ရှင်လည်းဘာမှကာယကန်ရှင်နဲ့ပတ်သက်နေတဲ့မိန်းကလေးလည်းဘာမှမဖြစ်ဘူးသူအေးစစ်ပဲနင်တို့ပဲဖြစ်နေဘာဖြစ်နေနင်တို့မလုပ်လို့လားကဲကတော့ရှိုင်းပြီဘာပြီးတော့ဟုတ်ပါတယ်ငါမနေ့ကနေရေးစာငါဖတ်ပါနင်းနဲ့ပေးစားတယ်ကိုကြီးမဟင်းငါစားမလားကိုကြီးအုံထုံးခောက်ဆွဲလေးစားမလားဟမ်ဘာဆောက်ချူငါရှိရလေသူစားချင်သူငါပြမှာငါကျွေးမှာပဲသူငါအိမ်မှာပဲထမင်းစားနာသူငါအိမ်မှာပဲနေနေရလေဘာဖြစ်လို့နင်တို့ကသူကျွေးမိကြလားကျွေးဖခင်လားကျွေးကျေးဇူးရှင်လားနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေငါသူ့ရီစားတဲ့ငါနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေနေတဲ့ထိုင်တက်ရတယ်ဟဲ့မနေတဲ့မထိုင်တက်ပဲနဲ့အားနေတယ်ဗျာငါနဲ့နှစ်ယောက်ရှိနေငါပါမေးလေတီဘာစားမလဲမေးလေငါအောင်မမေးမဲနဲ့ငါလင်ကြော်ပြီးတော့ကြတော့ဘာဖြစ်တယ်ကိုကြီးမင်းငါစားမလားကိုကြီးအုံလုံးခောက်ဆွဲစားမလားစမူတိုင်းကျွေးလိုက်ပါလားကျွေးပြီးနေပါပြီးမပါပတိရှင်ထပ်တင်လိုက်ဆောက်ကူမဆိုင်ဘူးကြိုက်တာနဲ့တယ် live ပါထက်လွဲ့နင်တို့အတန်ရှင်ပေးမယ်ထင်မင်းနဲ့နော်
တော်ရုံတရုံပဲကောင်းတယ်ဟိုမှာလဲမှာနင်တို့ခိုင်းရုပ်လဲငါပြောပြီးသားငါနဲ့သူနဲ့မနေ့ကဖုန်းရတယ်ငါ post တင်နေသူငါအမီကိုဖုန်းဆက်တယ်တောင်းမှန်တယ်ငါ့ကိုဖုန်းဆက်တယ်တောင်းမှန်တယ်ဟုတ်တယ်ဟိုတောင်းမှန်ပါတယ်ဒီလိုဖြစ်ခဲ့တယ်တေးသေးချာချာလဲမတောင်းနိုင်ခဲ့ရဘူးဒီလိုဖြစ်တယ်သူပြောတဲ့စကားလဲငါအကုန်အဆက်ပဲဒါပေမဲ့ငါဘလောက်ဒေါသထွက်နေငါသူ့တန်ကြားတဲ့အချိန်ငါတော်ပြီငါမလုပ်တော့ဘူးโอเคထားလိုက်တော့တောင်းမယ်ငါကျေနပ်ပြီအဓိကသည်ငါကအုံနောက်ကောင်းနေငါအုံနောက်အလက်ကြီးသိလားငါဒီသူ့ကိုရက်တက်ငယ်ချင်းသည်လေမှန်နေငါသူ့ကိုစက်မချစ်နိုင်တော့ငါရန်နာနေပြီအဲ့ဒီကြောင့်မလို့ငါဒီသူနဲ့တူတူရှိနေငါမပြောဘူးငါတို့ပြောတယ်နင်နဲ့တူတူရှိနေရငါမပြောဘူးငါသိလာတယ်အဲ့တော့တော်ပြီငါတို့လမ်းတစ်ချောင်းငါတို့ရှောက်တယ်ငါထားခဲ့တယ်ငါပဲထားခဲ့တာနော်ညတို့ထင်ပါပဲလीဘာဖြစ်လို့လဲတဲ့နာသူမင်္ဂလာဆောင်တော့ဟာငါအရင်ဝမ်းသာတယ်သူ့အတွက်ကောင်းမွန်လေးရသွားတာဟဲ့တစ်ဖက်မိန်းကလေးကောင်းမွန်ကလေးလေနင်တို့မပြောလဲငါသိတယ်အဲ့ဒါသူ့အတွက်ငါဝမ်းသာတယ်ငါတော့အဲ့မိန်းကလေးတော့သူ့လိုမျိုးသူ့နာမှာကောင်းပေးချင်မှလည်းကောင်းပေးနိုင်မယ်အခုဖြစ်တဲ့ပြဿနာလဲဘာလို့မင်္ဂလာဆောင်မထတင်တာလဲငါ့ကိုစော်ကားနေလို့လေငါ့ကိုမစော်ကားဒီပြဿနာနင်တို့လည်းသိလိုက်ရမှာမဟုတ်ငါလည်းအဲ့တိုင်းအပေါက်ပိတ်တစ်လုံးနေမှာနင်တို့လိုသူများငါမှစပ်ပြင်းဖြစ်နေစိတ်မရှိဘူးနော်အဲ့ဒါအခုငါနဲ့4နှစ်တွဲခဲ့တယ်နင်တို့ခိုင်းချုပ်တည်ဆုံးနင်တို့နားမနေနင်တို့သူ့ဘက်ဝိုင်းနာနေနားနေလေအပိုပဲနင်တို့ကငါ့ကိုနင်တို့ကဒီလိုမျိုးလေးပဲသိရမလားငါဘလူးဆိုင်ကြီးရတယ်နင်တို့ကတွေ့ခဲ့တာလေဟိုကငါရဲ့ Cinderella လေး version ဟိုကတွေ့ခဲ့ရတာသိလားဘာလို့ငါနဲ့4နှစ်တွဲရလဲသူတွဲခဲ့တဲ့မြမှာသူအကြဆုံးတွဲ9လ6လတစ်နှစ်ကအကြဆုံးပဲငါနဲ့ဘာလို့4နှစ်နေတာလဲနင်တို့စဉ်းစားလေငါအောက်လန်းနဲ့သူ့ကိုလှုပ်ထားအော်အေးအဲ့ဆိုသူနဲ့ငါနဲ့ညားနေရကြာပေါ့ငါအောက်လန်းအရင်ကောင်းနေလေသိလားစောက်စကားကိုလူလိုပြောအုံနောက်နဲ့စဉ်းစားပြီးပြောထွာတမိုက်နဲ့မပြောနဲ့ဟုတ်လားဟမ်နင်တို့ attention ပေးရအရင်များသွားပြီငါပြောရရင်မောတယ်သိလားနော်အဲ့နင်တို့ကောင်းမ3ကောင်ပြောရင်တို့တတိရှင် post ကို public နဲ့တဲ့လား public နဲ့တင်ပြီးငါမှန်နင်တို့ခိုင်းညို machine ခေါ်ပြလာရှင်းဆိုတဲ့အချိန်ကျမှ MLA post ကိုမလီငါ comment နေ delete ဟဲ့မှန်ရင်မှန်တဲ့လူကမ delete နဲ့ငါရဲ့ post မနေ့က post အောင်မှာသူ့ကောင်းကြောင်းငါမကောင်းကြောင်းရေးထားလဲငါတွေ့တယ်ငါမ delete ဘူးရှာလိုက်ငါပို့ဆောင်မှာငါ့ကိုမကောင်းကြောင်းလာရတာရှိတယ်အနေပြမှာဘာဖြစ်တယ်ညာဖြစ်တယ်ဘောမှာဖြစ်တယ်ညာဖြစ်တယ်ငါ့ကိုပြောထားသိရမလားငါ့ကိုပြောထားတယ်အများရွယ်ငါမ delete ဘူးနော်တစ်လုံးမှမ delete ထားဘူးငါ့ကိုပြောထားတယ်လေမနေဘူးနော်စေးပဲငါမှန်အောင်နေတယ်နင်တို့ပြောနေအခုဘာဖြစ်တယ်ညာဖြစ်တယ်သိရမလားအာမြင်တက်လေနင်မေးလေနင်တို့ဖုန်းနဲ့ရှိရမလားနင်တို့ခိုင်းချုပ်ကြီးရဲ့ဖုန်းနဲ့နင်တို့နဲ့ Facebook မှာ friend လားမေးပါအကိုကျမတို့သိထားတာနေဒီဟာလားတို့မေးလေငါ mention ခေါ်ပြီးလာရှင်းဆိုချင်ပါငါနင်တို့ post ဖြတ်ပြီးစပ်ပတိမရှိတဲ့ကောင်မကြီးပတိမရှိတဲ့ကောင်မကြီးပတိရှိရှင်းနင်တို့ရှင်းလူဟာမွေးပြီးလူလိုနားမယ်အေးဘယ်နာလူနဲ့လောက်ပြီးမွေးထားဟုတ်မှာနင်တို့ခုလိုလောက်တာနော်ငါကဘာမှမဖြစ်ဘူးနင်တို့ပြောတဲ့ဟာတခုလုံးနဲ့နင်တို့မဖြတ်နဲ့မလေးမဖြတ်နဲ့ post မှာမဖြတ်နဲ့ရှင်းတစ်ဖက်ကကောင်မနင်ပြောထားတယ်နော်မဖြစ်တယ်နင်အောင်လန်းဆရာနှစ်ယောက်နဲ့စစ်တာမလေးနင်ကိုလောက်တာငါပါဟဲ့အဲ့နင်စစ်တဲ့ဆရာနဲ့ငါ့ကိုခေါ်လို့ငါနင်ကိုလောက်တာပါဟုတ်တယ်မှန်နေဆိုရင်ည
ငါအဲ့လိုပဲနင်ကို live လွှင့်ပြီးတော့ငါကစ်ကျမအဲ့လိုနင်ကတောင်းမှမင်းမဟုတ်ရင်ငါနင်ကို live လွှင့်ပြီးငါနင်ကိုစောက်ခွက်ရိုက်မှာဟမ်စကားကိုရှာရုံးရှိနင်အကြောင်းတစ်လောကလုံးသိတယ်အောက်တန်းစားမတဲ့သိလားအောက်တန်းစားမနင်အကြောင်းတစ်လောကလုံးသိတယ်နင်ပါဇက်ကိုလေနင်အဲ့လိုအောက်တန်းစားပါဇက်ကိုကြောက်လို့အကုန်အဲ့လိုဖြစ်နေကြတာငါတော့ကြောက်ဘူးငါလာထီကြည့်လေပါတော့ကစိတ်လိုက်ပြန်နင်ဟာလည်းနောက်ဘာရှိငါ fuck him ဆိုင်ရှင်းလား fuck him ဆိုင်နင်တို့ခိုင်းကြတော့ငါ view ဆက်လို့ငါတက်ဖြစ်ရနင်လိုဟာမျိုးတော့ဟမ်ချိန်မောင်းတော့မရှိဘူးသိငါ့ကိုလာမထိနဲ့ငါ့ကိုလာထိလို့မရအောင်အုံနောက်ကြက်မတည်တဲ့ကောင်မလေးနော်နင်တို့သွားပြီးလဲမနေနဲ့နင်တို့မနေလို့လဲပြဿနာကြီးပြေလေသွားမှာမဟုတ်ဘူးနင်တို့ဟိုမပြီးတော့ငါ့ကိုထိုးနှက်နေလဲအဲ့အမှန်တရားပဲနော်နင်တို့ခုပြောနေလဲငါအတွက်ကဘာမှမဖြစ်နေဘူးဘာမှကိုဖြစ်မနေဘူးကြည်ပြီးတော့မသိလားငါထပ်ပြောလိုက်တစားစီပြောလိုက်ဒီလူဒီသူ့အရှိမသွားမယ်လမ်းရှိတယ်အကုန်ရှုပ်ကုန်လိမ့်မယ်နော်သိလားအကုန်ရှုပ်သွားလိမ့်မယ်ငါ့ကိုထပ်မစွာနဲ့နင်တို့ကဘယ်လိုဖြစ်နေဆိုတော့သိရမှာဟေးချာနောင်ချာနောင်နင်တို့ကမင်းဘာမှမဟုတ်ငါတို့နှစ်ယောက်ထဲမှာဘာဖြစ်ခဲ့လဲဘယ်လိုဖြစ်ခဲ့ရနင်တို့ကတအားသိချင်တာတအားတယ်မဆက်စုမပူနင်တို့လောက်ချင်တာအဲ့တော့နင်တို့ကဘာဖြစ်လဲဆိုတော့နင်တို့ငါ့ကိုတိုက်ပေးမှရမဟုတ်တယ်မဟန်နင်တို့သိရမလားအောက်လန်းနေအောင်ဖြစ်တယ်ညာဖြစ်တယ်ဖတ်ပြန်နေဘာဖြစ်ညာဖြစ်တယ်နဲ့နင်တို့ပြောမှလीဟုတ်ပြီငါဖောက်ပြန်နေဆိုရင်ရောဘာဖြစ်တော့ငါနဲ့တို့ချင်းတစ်နှစ်မှာတော့ငါတစ်ခါမိရဲ့ရက်ကိုမရီတွက်နိုင်တာအဲ့ဒါငါပြောစရာမလိုတဲ့အမှန်တရားနော်တလောကလုံးသိတယ်တလောကလုံးသိတယ်ငါပြန်လို့ရင်ရောငါပြန်လို့ခဲ့ရောခံလीငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးတခုချင်းစီထပ်ပြောလိုက်အဲ့လိုရေတိတ်ခါပါလို့ငါမပြောတာနော်နင်တို့ဟဲ့မိမချင်းဖြစ်ပြီးတော့ညီနဲ့ရလှန်ဆိုင်ချင်နင်တို့စိတ်ကနင်တို့အရင်တည်းနော်အဲ့ဟိုကိုရီးယား K-pop မှာ K-pop လို့ဟိုသိရမလားဟိုဘာလို့လဲကြာရေးပြီးဆိုတော့ဟိုကောင်လေးနဲ့လူတော့ကောင်းကောင်းဒီဟိုသိဘယ်ကယူနေကြိုက်တဲ့ဟာမှမသိစောက်ဆင်းစီကောင်မအဲ့ကောင်မဘယ်ကဟာမှမသိနော်ရှင်းလေးသိကိုဟာနဲ့ကိုနင်းသူ့ကိုစာပို့ပြီးတော့ဘာတွေလုပ်ခဲ့လဲငါအတီးဆုံးသိလားငါမပြောလိုက်ရင်မကောင်းလို့သူ့ဖုန်းကငါအမြင်စစ်နေကြသူ့ဖုန်းထဲမှာဘာရှိတယ်ဘသူဘာပြောတာငါအကုန်သိတယ်ငါသိလို့လဲပြီးငါနင်တို့ကငါ့ကိုရရှိမှကြတယ်ဟာပြောရလေဒါပေမဲ့နင်တို့ conversation ထဲမှာဘာဖြစ်နေလဲငါသိတယ်လေငါသိတယ်လေအဲ့ကြောင့်နင်တို့ငါလေအဲ့လိုကောငါသိမလားအဲ့တော့သူကငါနေပတ်သက်နေရလို့ဆိုတော့ရှင်းရှင်းလေးမိမဆိုတော့တဝင်းတိုးတယ်ဟေ့တိုးတယ်ငါလူကိုလာပြီးကလူကြီးမြည်ပြီးတော့ငါတိုးတယ်ရှင်းလားအဲ့တော့နင်တို့လည်းငါလေမျက်နှာရှိမျက်နှာထားနေဆက်ဆံတာပေါ့ဘာဖြစ်တော့အဲ့ဘာဖြစ်တော့ငါမလားငါနင်တို့ကလူကြီးမြည်ပြီးလောက်ထားတဲ့ဟာကိုကလူကြီးမြည်ပြီးလောက်ထားဟုတ်ကဲ့ညီမဟုတ်ငါလုပ်ပြရမှာလားနော်နင်တို့တယောက်ချင်းကြီးပြောတာမသိဘူးမထင်နဲ့ငါအဲ့လူဖော်ကငါတောက်လျှောက်ကြည့်နေငါစစ်နေတာသိလားအဲ့လိုစစ်နေရချာချောင်းဖြစ်နေတာဒါငါမသိသေးတဲ့ကိစ္စတွေအများကြီးပဲမနေ့ကမှသိရမှာငါရဲ့ချက်ပေါက်မှာဘယ်မှာဘလို့တွေးခဲ့တာဘယ်လိုဘလို့လာတာနော်ဟိုမန္တလေးမှာရှိတဲ့ဟာတွေပင်းတရမှာလာတွေ့ငါတော့မသိဘူးမနေ့ကမှငါ့ကိုလာပြောလို့ငါထပ်ပြီးတော့အေးဟုတ်လားကျမမသိဘူးအဲ့လိုငါဖြစ်နေရတာနော်နင်တို့ဘယ်ကြည့်မလဲနင်တို့လောက်ထားတဲ့ဟာတွေနင်တို့သိမှာပေါ့သိရမှာကျမတို့ချစ်တဲ့ကိုကြီးကိုမပြောပါနဲ့ကျမတို့ချစ်တဲ့ကိုကြီးငါလေးတလားဒါကျမတို့ချစ်တဲ့ကိုကြီးလေကောင်မပတိရှိတယ်ထပ်တင်လိုက်
ဖတ်တင်လိုက်နော်မလေးပေါက်တဲ့နှစ်ဘူးကမထူးတော့လို့ဆုံးလို့သူ့သေးကိုသေးလို့နင်တို့လို့နင်တို့ကလည်းလို့ငါလည်းလို့အဲ့မှာပြီးရမှာဂျားတွေကမြေစားပြနင်တို့ခိုင်းချုပ်ဖြစ်မှာလို့နင်တို့လို့အေးစေငါဘာမှမဖြစ်ဘူးငါကမှအပြိုနော်ငါလူလို့ငါမှကြည့်ရမယ်လူဘယ်သူမှမရှိဘူးလို့ဟိုကအိမ်အောင်ကြပြီးပြီဘယ်သူထိမယ်ထင်တော့ မဲကမိုင်တော့ချက်ကြမယ်အောက်တန်းသားမှာ တရက်လုံးနင်တို့ကငါမပြောလို့သိရမလားငါအပေါက်ကပိတ်နေလို့နင်တို့အခုထက်ကလေးလေငါတို့နှစ်ယောက်ကြားထဲမှာဘာဖြစ်ခဲ့တယ်သိရမလားဘလို့ဖြစ်ခဲ့နင်တို့ထပ်သိရမှာမဟုတ်ငါလည်းပြောမှာမဟုတ်ပြောရင်ငါတို့ကဟိုမုတ်ဆိုးမလေးမကင်းကထထောင်အပိုင်းရများမှာမပြောနိုင်ဘူးငါလည်းမောလို့ဘသူတော့ငါရန်လို့လို့ငါမှတွဲနေရင်ဘသူ့ကိုငါဘလို့ရန်လို့ရမယ်မသိတာနော်ငါလည်းလာမမီနဲ့ငါလည်းမပြောဘူးပြီးပြီအခုကိစ္စဒီလေငါရဲ့ဂုံတိတ်ခါကိုလာထိတယ်အဲ့ဒါမှငါ့ကိုပဲထားခဲ့လို့ပဲငါပဲမလေးတနာစရာလေးပေါ့ကွယ်အဲ့လိုမလို့ငါခက်ငါ့ဘာငါ့ကိုထားခဲ့နိုင်တဲ့ယောက်ျားမရှိဘူးဟုတ်လားငါ့ကိုတနည်းမဟုတ်တနည်းနဲ့ပြန်ဆက်သွယ်နေတဲ့ယောက်ျားဆိုရှိတယ်ဒါပေမဲ့ငါမပတ်သက်ဘူးရှင်းနော်ရှင်းနော်ငါနဲ့ပတ်သက်ခဲ့ယောက်ျားပေါ့ကွာငါအကောင်းမှဆုံးနေတယ်သူတို့ကငါဘာလုပ်ပေးနိုင်လဲငါလုပ်ပေးတယ်ရှင်းနော်ငါ့ကိုဒီလူဘာလို့လေးနှစ်တွဲနင်တို့ဂိုင်းချုပ်ကြီးနလေးတအားဆိုနေစကိုင်းဘာလို့ငါ့ကိုလေးနှစ်တွဲလဲဘာလို့ငါနဲ့မှလေးနှစ်နေလဲနင်တို့သိပါတယ်နင်တို့ကိုပြောကြတယ်မလို့ तू ဘာလို့ငါ့ကို तू အချက်ဆုံးဆိုတဲ့နေမှာထားခဲ့လေရှင်းတယ်ငါ तू နဲ့0 level တည်းရှိခဲ့တဲ့မိန်းမသိလားသိလားနော်အဲ့လူတယောက်ဒီမကောင်းဖြစ်တာငါတညာလုံးမိတ်ပဲနဲ့ငါထိုင်ပြီးတော့ငါကြည့်နေခဲ့တဲ့မိန်းမနင်တို့အဲ့လူကိုချစ်တယ်ခင်နေဆိုတာငါရဲ့ချေမုံချင်းများနုမမိဘူးသိလားမမိဘူးနင်တို့မမိဘူးတရက်လောနင်တို့ကအခုကတော်တဲ့နဲ့ကြည့်ကောင်းလို့ကြည့်နေရမထင်နဲ့ငါတမင်ကောင်ခေါင်းကိုက်နေငါခေါင်းရင်ကြောင်းနင်တို့ကြောင့်ကိုက်နေမှာမဟုတ်ဘူးနော်နင်တို့ကြောင့်ကိုက်နေမှာနင်တို့လိုကောင်းမရနင်တို့ကိုငါစင်းနဲ့ဖက်ပြီးပြောရမယ်ကောင်းမရမဟုတ်ဘူးဘသူကြောင့်ကိုက်နေထင်လဲငါမနေ့ကဒီလိုပြောလိုက်လို့ဘာဖြစ်သွားလဲငါတစ်ဖက်မင်းကလေးကိုငါအားနာတယ်ငါတစ်ဖက်မင်းကလေးကိုအားနာတယ်သူကသူဘာပဲဖြစ်နေငါအားနာတယ်ငါအဲ့လိုလူမျိုးငါလည်းရေးနေငါတွေ့တာဘာလို့မင်္ဂလာဆောင်ပြီးမှထတင်တာလဲတို့သိလားငါမင်္ဂလာဆောင်ပြီးမှဘာလို့ထပြောရလဲငါ့ကိုမထီငါမပြောဘူးလေဟဲ့ငါ့ကိုမထီငါ့ကိုမထီတယ်ငါဘာမှမလုပ်ဘူးငါ့ကိုလာထီရလဲငါမခံဘူးအခုငါမနေ့ကပြောရဟာလေအကုန်မှန်နေပြီသူမဖောက်ပြန်နေဘူးလားဖောက်ပြန်နေလေဒါပေမဲ့ငါလိုက်ပြီးတော့ငါထိန်းနေဟုတ်တယ်ငါတီးခိုင်နေတာငါစောက်ပြက်ငါပန်းမတွေ့ဘူးဟုတ်တယ်နော်လူတယောက်ကတစ်ခေါက်ဖောက်ပြန်တော့ဘယ်သူမှခွင့်မလို့ကြအယောက်50ထပ်ပါတော့အဲ့လောက်နီးပါလားငါလည်းမမှတ်နိုင်ဘလို့မှမမှတ်မိတော့လို့ကိုအဲ့လောက်ရှိတယ်သူ့ငါခါခွင့်လို့ခဲ့သူအပြစ်မဟုတ်ဘူးသူ့ပြငါစောက်ပြက်ဒီကောင်မကြီးခံနေတာဒီကောင်မကြီးခံနေဒီကောင်မကြီးစောက်ပြက်အဲ့တော့ငါပန်းလို့မတွေ့ဘူးငါဒရမာမချိုးဘူးရှင်းတယ်ဟုတ်တယ်နော်ငါမနေ့ကပြောခဲ့တယ်မှာတခုမှမရှိဘူးအဲ့တော့ငါမှားနေတယ်ဒီတို့သိနေတယ်သိရမလားငါကနင်တို့ကိုဒီလိုလုပ်ခဲ့ပါတယ်ဒီလိုဖြစ်နေပါနင်တို့ဂိုင်းကြော်ဒီလိုလုပ်ခါဆိုနင်တို့ပါဇက်ပါနင်တို့ဖုန်းနံပါတ်ပါပဲနင်တို့ Messenger မရှိဘူးလားနင်တို့ Facebook ကို post တင်မှာနင်တို့ပရိသတ်သိမှာလားမမေ့လေတပြောလေနင်တင်သမျှပုံငါနော်ငါ mention ထိုင်ခေါ်ပြီးငါရှင်းခိုင်းမှာငါ့ကိုလာမလုံးနဲ့ငါမားရင်လည်းငင်းခံတယ်ငါမှန်လည်းငါစမှန်ငင်းခံတဲ့မိန်းမတွေမပါဘူးနော်မနေ့က post တင်ရတဲ့အကြောင်းရင်းဒီငါတိတ်ခါရငါတင်နေငါမိဘစိတ်မချမ်းသာလုံးနဲ့ငါတူရီတော်သမီးညံ့ညံ့ကလေးတွေငါမိဘငါ့ကိုပိုးလို့မွေးလာတာသိလားပိုးလေးလို့ခုချိန်ကြီးငါမနဲ့မိုးလေးဒါစားမယ်ငါရဲ့ပါဇက်တဲ့ခုထိရောက်အခုချိန်ကြီးနော်အခုချိန်ကြီးငါမိဘပိုးလေးမွေးတယ်လို့မွေးလာတာငါလိုချင်တာတာတိုင်းနဲ့ရနေငါဘဝ
သိလားနော်ငါမိဘငါ့ကိုသိရမလားဟိုမပြမတန်ပြောပါညာနဲ့ပြောငါလည်းလောက်ခဲ့တာမဟုတ်ငါမိဘခံမလဲလားသားသမီးမွေးထားမိဘတွေကုန်သိမှာငါမိဘခံမလား အဲ့ဒီကောင်ကဒိုက်တာမင်းပါလေ ငါမိဘခံမလားမခံဘူးမခံဘူးငါမိဘကြောင့်ငါတက်ရှင်းလားနော်တော်ရုံတန်မော့ဟဲ့တော့ပြီးနေပြဿနာတခုအခုနင်တို့ထက်လို့တော့ငါအခု live ထပ်တယ်ပြီးအဲ့ဒါရထပ်ပြီးထပ်ပွားအောင်မယ်အဲ့ဒီမီဒီယာရထပ်တင်အောင်မယ်နင်တို့အဲ့တန်ညာပြီးမှာကိုမဟုတ်နင်တို့ကတည်းကချစ်ကိုကြီးဆိုနင်တို့ချစ်ကိုကြီးဒုက္ခရောက်လုံးနေတာဒါပဲသိလားနင်တို့ချစ်ကိုကြီးလည်းအမှတို့အဲ့ဒီခုငါ live နဲ့နင်တို့ချစ်ကိုကြီးခုနကတော့ဖုန်းခေါ်သွားအခုတော့နင်မီထိုင်တာဖြစ်နေလောက်ပြီငါလည်းပြောတယ်နင်ကြောင့်ငါမပြောဘူးလို့အဲ့ဒါမဲ့နင်ဟာရင်နင်ထိတ်ဟောနင်ရှင်းရမှာတော့လို့အဲ့ဒါဒီအကုန်လုံးကလို့ငါ့ကိုလာမလုံးနဲ့လို့နော်ချစ်ကိုယူသနာရင်တို့နည်းနည်းလေးများရရှော့လေးကျရရရှော့တေချောင် fast ကိုစုပြီးမှတို့ပြောသိလားပေါက်ပန်းစင်းဟိုတက်မှာချိန်ပြင်းမရှိမလို့အောက်လန်းနေထက်လန်းနေလုံနေနဲ့အောက်လန်းနေထက်လန်းနေကောင်းနေမှာတော့နင်ကိုနင်တို့ချစ်ကိုကြီးနဲ့ငါနဲ့လည်းညားနေငါအောက်လန်းရန်ကောင်းနေမှာတော့နော်နင်တို့လည်းအမှချိန်ကြုံကြုံနင်တို့ငါစောင့်မြင်ကြနေကောင်းပါလေနင်တို့ငါကြည့်လို့ရမယ်နင်တို့ထင်တာငါပေါ်တင်ပြောရဟေ့နော်နင်တို့ငါကြည့်လို့ကိုမရတာသိလားနင်တို့ငါစောင့်မှကြည့်လို့ကိုမရတာရှင်းလားအဲ့နင်တို့ကြုံကြုံပြောသိနေလာပြီနင်တို့လည်းငါအောက်လန်းနဲ့လုံငါအောက်လန်းတအားကောင်းနေလေသိရမှာပုတ်လိုပဲသားစကားပြောတာတောက်ယူစာမတက်ဘူးဆိုတာသိတာနော်မောတယ်နင်တို့လည်းပြောတာငါဖုန်းလာ15ပဲကြံတယ်ချစ်ကိုကြီးလုံနေနဲ့နော်မမရင်ပြောလိုက်ရမှာဘူးပြောတတ်တယ်ငါစကားပြောတတ်တယ်ရိုင်းအောင်လည်းပြောတယ်ရင်အောင်လည်းပြောတတ်တယ်ငါ့ကိုလည်းလာမထီနဲ့ငါမခံဘူးသူများလည်းငါစောက်ပြင်းမြုပ်ဘူးသူများလည်းငါဘလိုင်းသွားမလုပ်ဘူးသိရမလားနင်တို့လိုမျိုးလေသူများကိုသွားပြီးဟိုဖြစ်ကောင်မသားဖြစ်တယ်ဒီကောင်မလက်အားနေငါထပ်ပြောလိုက်မမရင်ကဘက်ကထွက်အောင်မလူကြီးတွေကကြည့်နေမှာလက်အားမနေနဲ့လက်အားနေတယ်မလားကိုမလက်ကိုနင်တို့လက်ရားနေခွေးလျားတီးပုတ်ပြီးအဲ့လိုထိုင်ပုတ်နေနဲ့ပုတ်နေခွေးလျားတီးတစ်ထုပ်ဝေထိုင်ပုတ်နေအဲ့မှာပုတ်မကလည်းမအိမ်မှာယောက်ျားရှိယောက်ျားနဲ့တူတူလက်နှစ်ဖက်လေးဒီလိုလေးဖက်ဖက်ယောက်ျားကြီးရားနေဆိုပုတ်နေတတ်လားနော်နင်တို့ယောက်ျားဟိုဒရိုက်တာမိန်းမ2ယောက်ကတော့တဲ့မလားအချင်းချင်းမရှိတဲ့မိန်းမ2ယောက်ကတော့တို့ရှိမှာနင်တို့လင်းနေတို့ပုတ်နေဟိုကိုရီးယားလိုဘာလို့တဲ့မလားဟိုယူလိုပေါ်လိုကောင်းမှနင်ကတော့ပုတ်ဆရာရှိမရှိမသိမရှိလည်းနင်အခွေးရသည်တမထုတ်ထိုင်ယူဝဲပြီးတော့နင်အမှနင်နေရနဲ့နင်လက်နဲ့နင်ပုတ်နေနို့လက်တွေဘဲ့နဲ့မိန်းမချင်းလိုက်ပြီးတော့တိုက်ခိုက်ဘာချစ်ကိုကြီးဘာကွာတိဘာတိရဘာပြောနာငါ့ကိုလည်းအခုမှဖုန်းနေကုန်ဝိုင်းပြီးဆက်တော်တော့မတော်ဘူးငါကြည့်နေတာတရားမလွန်နဲ့ငါပြောရတဲ့ဟာတွေတခုမှငါမနေ့ကတင်းတဲ့ဟာတွေတခုမှလီဆယ်ပြီးလောက်ကြံတာတခုမှမပါဘူးဘယ်နဲ့အားနေလိုက်ပြီးတော့တားရန်ဖြစ်ချင်ဟာနင်တို့ကိုကြိုးဝိုင်းနဲ့ခေါ်ပြီးထိုးခိုင်းတာအောင်မယ်လိုက်ပြီးတော့လိုက်ကအားနေကိုစတော့လို့ကိုမလုပ်ဘူးသူများဆောက်လို့စိတ်ဝင်စားနင်တို့စောက်ကိစ္စလာတာပါလားကောက်မတော့ငါလာမရှုံနဲ့နင်တို့တော့ကြောက်နေမြင်ငါထင်လားခုနော်ညီကုန်းထုတ်မယ်မင်းတို့ကောင်းမ3ကောင်တင်တန်းထပ်တင်တန်းတင်ကြိုက်တာတင်ထပ်တင်စောက်ခုမဆိုင်ဘူးရှင်းလားမင်းတို့အောက်ကနေဆွဲနေကောင်းမရဲ့တည်ရမလားမလေးတငယ်ချင်းကိုလှုပ်လှုပ်ဝစ်လေပဲခံလိုက်ရတာဆိုလဲနင်တို့တွေခံလိုက်အခုချိန်မှာငါအေးစေးပဲနော်အခုချိန်မှာငါအေးစေးရှင်းလားတရက်လုံးငါနာမည်တော့လာမပါစီနဲ့ပါကြည့်ငိန်ခံမဲ့ချိန်မှာငါမပါဘူးစီမှငိန်ခံအောင်အဲ့တို့ဂိုင်းရုပ်တည်ရငါသူများကိုမဟုတ်ကမလုပ်ဘူးငါသူများကိုမဟုတ်ကမလုပ်ဘူး
ငါ့ကိုလည်းမဟုတ်ကလာမယ်သူမြောက်လည်းငါမဟုတ်တန်းတရားငါဘယ်တော့မှမပြောဘူးငါဟုတ်တဲ့မှန်တဲ့ဟာပဲငါပြောတယ်ကဲလို့ဟိုတချို့အရာတွေရှိရပေါ့ဟဲ့တည်မလားနင်တို့ကိုစောင့်မိကက်လို့နင်တို့နားတွေကိုပြောင်းမဲကောင်းသွားတယ်ငါနားတွေကိုရအောင်တည်မလားငါပြန်ပြောရရလည်းရှိစကားတွေတိတ်ပြီးတော့ပြောချင်တာမဟုတ်ဘူးနော်အဲ့တော့နင်တို့တစ်ဖက်ကကောင်မအင်းဟိုဒရိုက်တာရဲ့တည်ရမလားနောက်ကနေဟိုဘယ်နှယောက်မြောက်မရားမသိတဲ့ကောင်မနော်ပြီးဟိုကေဘောလိုဘာလိုနဲ့ဆိုရင်အညုံညအပူကြီးလုံးနေကောင်မ၃ကောင်လုံးနော်စောက်ငါဟိုငါရဲ့စောက်မျက်စိရှိတယ်နို့ပေါ်မလာနဲ့နင်တို့လည်းတတိရှင်ရှိရညာထက်တယ်နင်တို့လည်းစောက်ပြီးမစားဘူးနော်ထက်လည်းပြောမှာမဟုတ်ဘူးလာပြီးတော့လူပါလာမှနဲ့တနာမုန်းသိကြောက်နေပြီလေတနာမုန်းသိပေါက်ပေးနေနင်တို့စင်းနေဖြစ်လို့ပြန်မပြောတာသိလားရှင်းငါနဲ့နင်တို့ကိုင်းရုပ်ကြောင့်နင်တို့သိချင်တာလားသိချင်အိမ်လာခဲ့ပြပြမယ်လာခဲ့ပြပြစာစုံ၄နှစ်တက်ကလာတည်ရမလားတို့၄နှစ်တာဆိုတော့တို့ကခုနှစ်တော့မမှတ်မိဘူးကွယ်နော်ဇန်နဝါရီမှာစကြိုက်တာဆိုဇန်နဝါရီနဲ့စပြီးတို့တလဘာဖြစ်ခဲ့တို့ပြောပြမယ်လာခဲ့တားသိချင်လာခဲ့အိမ်လာခဲ့တားသိချင်အိမ်လာခဲ့လိုက် warmly welcome အာဒီမြောင်နဲ့နော်ငါပြောရတဲ့မှာနင်တို့ဂိုင်းရုံနဲ့ပတ်သက်ပြီးမှာတခုမှမပါဘူးငါတို့တလောကလုံးသိနေရမှန်တရားတလောကလုံးသိနေမှငါ့ကိုဘာလုပ်ခဲ့လဲဆိုတလောကလုံးသိနေရမှန်တရားအဲ့တော့နင်တို့ပေါက်ပိတ်မှာပေါ့နင်တို့ကသူနဲ့မှအလုံးမလုံးရတယ်နင်တို့ငတ်မှာလေငါအီစီငါသူနဲ့မလုံးလို့ပါလဲဘာမှမဖြစ်ဘူးရှင်းလားမှတ်တာအဲ့ဒါစွန့်မြောက်မှတ်တာနော်ငါ့ကိုရလာမထိနဲ့ငါ့ကိုရလာမထိနဲ့ငါမှန်အောင်နေတယ်ငါကဲအောင်နေတယ်ငါဘယ်သူမှလည်းမပါဘူးဘယ်သူမှလည်းမပါဘူးနော်ငါသမီးငါစားတယ်ငါလည်းငါရှောက်တယ်ငါ့ကိုလာထိနော်နင်တို့လည်းငါတက်လာအေးပေါ့ဘာဖြစ်တော့ကြော်သွားပြီးမှာပေါ့အခုတော့ငါကြော်သွားပြီးစက်တက်မှမရှိဘူးရှင်းလားလူစတာဟမ်ရှင်းနော်နင်တို့ကိုလည်းနင်တို့ဂိုင်းရုပ်ကလှမ်းပြောလိုက်မယ်ခုနကလည်းငါလှမ်းပြောရတယ်နော်ခုနကလှမ်းပြောရတယ်နင်တို့ကိုလည်းဘာဒီဘယ်လိုလှမ်းပြောလိုက်မယ်အေးနင်တို့ထက်ရှိထက်အရေးရှိမှနင်တို့ဂိုင်းရုပ်ပဲโอเคပေါ်ပါလားဒါပဲ